သူတို့နှစ်ယောက်ဟာရေနက်ပိုင်းမှာတန်ချေတက်နေတဲ့ဘာတစ်ခုကိုအသေးအတန်လှည့်ဖို့ကြိုးစားနေကြပါတယ်။အောက်ဆီဂျင်ဘူးတွေလုံးဝကုန်ခါနီးအထိမရက်မနာကြိုးစားရင်းနောက်ဆုံးကြံတဲ့အားအိမ်လေးနဲ့ဘားကိုလှည့်နိုင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်ကနေရုတ်တရက်အတန်ကြားလိုက်ရတယ်။လှည့်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထိတ်လန့်သွားကြတယ်။မီတာတော်ချီတဲ့လျှက်စစ်မရှင်ကြီးတစ်ကောင်ကသူတို့စီအချိန်နဲ့ပြေးလာနေလို့ပါ။သူတို့လက်တော့ချေတုံးတဲ့ဘားကိုအမြန်လှည့်ကြတယ်။မရှင်ကြီးဝင်တိုက်တဲ့အချိန်မှာပဲသူတို့ကောင်းကောင်းရှောင်လိုက်လို့ကတ်လွတ်သွားတယ်။ပြီးတော့ဘားကိုအရင်ကထပ်ပုံမြန်လှည့်ကြပြန်တယ်။ထင်ထားတဲ့အတိုင်းမှာပဲမရှင်ကြီးကပြန်လှည့်လာပြီးသူတို့စီတိုးဝင်လာပြန်တယ်။ကံကောင်းစွာနဲ့ပဲတာမဏိတကားကြီးပွင့်သွားပြီးမရှင်ကြီးအနားရောက်ခါနီးမှာပဲသူတို့နှစ်ယောက်ရေငုတ်တင်မောတွေဝင်ပြေးလိုက်ပြီးတီတီလေးလွတ်သွားခဲ့တယ်။ဒါကတော့ဆုတ်ပစ်ထားတဲ့ရေငုတ်တင်မောအိုကြီးတစ်စင်းပါ။ဂျက်ကရေစုပ်ထုတ်တဲ့ကလုတ်ကိုအမြန်နှိပ်လိုက်တယ်။မကြခင်ရေမျက်နှာပြင်နှိပ်ကျသွားပြီးသူတို့အတဝဝပြန်ရှူနိုင်သွားကြတယ်။ဒါပေမဲ့ဒီရေနက်ပိုင်းကနေလွတ်မြောက်ဖို့အတွက်ရေငုတ်တင်မောစနိုးနိုင်ဖို့လိုပါတယ်။သူတို့ထိန်းချုပ်ခန်းစီအမြန်ပြေးပြီးစနိုးကလုတ်ကိုနှိပ်လိုက်ကြတယ်။အံ့ဩစရာကောင်းတော့အောင်တင်မောကြီးကစနိုးလာပါတယ်။ဒါပေမဲ့ဝမ်းတာလို့မဆုံးခင်မှာပဲအင်ဂျင်တန်ပြန်တိတ်သွားတယ်။စနစ်တွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါတင်မောမှာမီးအားကုန်နေမှန်သိလိုက်ရတယ်။အင်ဂျင်ပြန်လို့ဖို့ဆိုရင်အနည်းဆုံးဝတ်တစ်ထောင်လောက်လိုအပ်နေတာပါ။အဲ့ဒီအချိန်မှာပြတင်းပေါက်ပြင်ဘက်ကအလင်းရောင်လက်ခနဲ့ဖြစ်သွားတာကိုတွေးလိုက်ရပြီးဝီကြံရသွားတယ်။ဟိုလျှက်စစ်ငါရှစ်စီကလျှက်စစ်ကိုယူပြီးအင်ဂျင်တို့ဖို့ပါ။ကောင်လေးကဓမီနဲ့ငရှင်းကိုအရင်များခေါ်လိုက်တယ်။ငရှင်းကတင်မောအပြင်ဘက်ရောက်လာပြီးဝင်တိုက်ကကျဲရဲ့မြင်ကွင်းကနေပျောက်သွားတယ်။ဂျက်ကပြတင်းပေါက်ကနေကပ်ပြီးကြည့်နေတော့မရှင်းကဘွားခနဲ့ပေါ်လာလို့လန့်သွားတယ်။ဒီအချိန်မှာဝီကဘက်ထရီနဲ့ဝါယာကျိုးဆက်ထားတဲ့မြားကိုကင်ပြီးငရှင်းစိတ်ဝင်စားအောင်တင်မောရဲ့လက်ရန်ကိုရိုက်ကအတန်ပေးလိုက်တယ်။အတန်ကြားတော့ငရှင်းကသူ့စီတိုးဝင်လာတယ်။ဝီကအချိန်တိုက်ပဲမြားနဲ့တက်လိုက်တာငရှင်းကိုတက်ထိသွားတယ်။ဝါယာကျိုးရဲ့တစ်ဖက်ဆုံးကဘက်ထရီနဲ့ဆက်ထားတာလေ။ငရှင်းစီကလျှက်စစ်တွေစီးဝင်လာပြီးတဲ့နောက်သူတို့တကယ်ပဲရေငုတ်တင်မောကိုစနိုးနိုင်လိုက်ပါတော့တယ်။သူတို့အောင်မြင်စွာမောင်းနှင်ပြီးအဖွဲ့သားတွေနဲ့ပြန်ဆုံတွေ့ကြတယ်။အခုဆိုရင်တော့သူတို့ဟာနောက်ထပ်စွန်စားခန်းကြီးတွေဖွင့်ဖို့အဆင်သင့်ဖြစ်နေကြပါပြီ။